ဒီလူကတော့ TV ကြည့်ရဖို့ဆိုယူတုတ်လွန်းလို့ညစာစားချိန်ဇနီးဖြစ်သူကထမင်းခေါ်စားတာတောင်လေပင်ကြီး10 မီတာလောက်ရှည်ထွက်အောင်ဆွဲဆန့်ပြီးစားနေရင်တောင်သူ့အကြိုက်ဆုံးအစီအစဉ်ကိုအလွတ်မခံပဲစွတ်ကြည့်နေတော့မဲ့ဒါကသူတို့လင်မယားဆက်ဆံရေးကိုတော်တော်လေးထိခိုက်လာစေတာကြောင့်လူတွေကမိဖို့ချောင်းသုံး TV ကိုတီထွင်လိုက်ကြတယ်ဒါတင်မကသေးဘူးဇလန်တွဲကြိုက်တဲ့အမျိုးသမီးတွေအတွက်အဝတ်လျှော်ရင် TV ကြည့်ချင်ရင်လည်းဒီအဝတ်လျှော်ဆက် TV ကအိမ်မက်တွေကိုအကောင့်ထဲဖော်ပေးနိုင်ပါတယ်ဖဲကစားဖို့လူမစုံတဲ့အခါမျိုးမှာလည်းဒီ TV ရှိရင်ကစားပွဲကိုပုံမှန်အတိုင်းစတင်နိုင်မှာပါရေချိုးကန် TV နဲ့ဆိုရင်တော့ရေချိုးရင် TV ကိုတပါးတည်းကြည့်ရှုနိုင်ပြီးတကယ်လို့မကြိုက်တဲ့အစီအစဉ်လာရင်တခြားဘက်ကိုလှည့်ပစ်လိုက်ရုံပါပဲလူတိုင်း TV ကိုအလူရက်ကြည့်လာကြတဲ့အတွက်မြို့အနှံ့မှာလိုင်းဖန်စလောင်းတွေအများကြီးရှိလာခဲ့တယ်ဒါပေမဲ့ခေါင်းပေါ်ကနေလေရင်ပြန်တန်းသွားတာမျိုးလို TV လိုင်းကိုအနောက်ရှက်ပေးနိုင်တဲ့အချက်တွေအများကြီးရှိတာကြောင့်လိုင်းမကောင်းမှစိတ်ပူစရာမလိုတော့အောင်လေချောင်းရံကာကွယ်ရေး TV ကိုတီထွင်ခဲ့ကြပါတယ်ပိုပြီးစမ်းပြတာကတော့ဒီ TV ဟာလူတွေအတွက်အကန့်အသတ်မရှိဓာတ်ရိုက်ရေးပေးဝေမှုကိုပါလှုပ်ဆောင်ပေးနိုင်တာပါပဲ TV တွေအရန်ခေတ်စားလာတော့ပြုပြင်ရေးဝန်ဆောင်မှုတွေလည်းအရန်အလုံးများလာပြီးပြင်းတဲ့လူတွေပါ TV ထဲမှာပဲနေထိုင်ကြတဲ့အထိဖြစ်လာခဲ့တယ်ဘလိုင်းကြည့်မလဲဆိုတာနှစ်ယောက်သားသဘောထားမတိုက်ဆိုင်တဲ့အခါမျိုးမှာတော့ဒီအကန့်အသတ်ထုတ်တီးတန့် TV ကအရန်သုံးဝင်ပါတယ် TV ကြည့်နေတော့ကြော်ညာတွေလာရင်စိတ်ရှုပ်ဖို့ကောင်းပေမဲ့ဒီအမိုက်ပုံဆက် TV နဲ့ဆိုရင်တော့ကြော်ညာသမျှအရာအလုံးကိုအပိုင်းပိုင်းချေမွာပြီးရေမြောင်းနဲ့မျောချပစ်မှာပါအယောင်ပါတဲ့ TV မဝယ်နိုင်ကြသေးပါဘူး